မတ်30ဗျာပါဒပေယံအကြောင်းတရား6မျိုးကိုဖြည့်ဆိုပါအဖြေဗျာပါဒပေယံအကြောင်းတရား6မျိုးမှာမေတ္တာနမိတ်အာယုံယူရမည်မေတ္တာဘာဝနာပွားရမည်ကံတာလျင်ကိုယ်ပိုင်ရှိသည်ဟုဆင်ခြင်စဉ်းစားရမည်မေတ္တာ၏သဘောဒေါသ၏အပြစ်တို့ကိုဆင်ခြင်စဉ်းစားပေးရမည်မိကောင်းဆွေကောင်းရှိရမည်တင့်တော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဆိုပါသည်သုံးခေါက်စီရွတ်ဖတ်ပါမယ်ဗျာပါဒပေယံအကြောင်းတရား6မျိုးကိုဖြည့်ဆိုပါဗျာပါဒပေယံအကြောင်းတရား6မျိုးမှာ1မေတ္တာနမိတ်အာယုံယူရမည်ဗျာပါဒပေယံအကြောင်းတရား6မျိုးမှာ1မေတ္တာနမိတ်အာယုံယူရမည်ဗျာပါဒပေယံအကြောင်းတရား6မျိုးမှာ1မေတ္တာနမိတ်အာယုံယူရမည်2မေတ္တာဘာဝနာပွားရမည်2မေတ္တာဘာဝနာပွားရမည်2မေတ္တာဘာဝနာပွားရမည်3ကံသားလျင်ကိုယ်ပိုင်ရှိသည်ဟုစင်ကြင်စဉ်းစားရမည်3ကံသားလျင်ကိုယ်ပိုင်ရှိသည်ဟုစင်ကြင်စဉ်းစားရမည်3ကံသားလျင်ကိုယ်ပိုင်ရှိသည်ဟုစင်ကြင်စဉ်းစားရမည်တစ်ကနေ3ကိုပြန်ရွတ်ပါမယ်ဗျာပါဒပေယံအကြောင်းတရား6မျိုးမှာ1မေတ္တာနမိတ်အာယုံယူရမည်2မေတ္တာဘာဝနာပွားရမည်3ကံသားလျင်ကိုယ်ပိုင်ရှိသည်ဟုစင်ကြင်စဉ်းစားရမည်4မေတ္တာ၏သဘောဒေါသ၏အပြစ်တို့ကိုစင်ကြင်စဉ်းစားပေးရမည်4မေတ္တာ၏သဘောဒေါသ၏အပြစ်တို့ကိုစင်ကြင်စဉ်းစားပေးရမည်4မေတ္တာ၏သဘောဒေါသ၏အပြစ်တို့ကိုစင်ကြင်စဉ်းစားပေးရမည်5မိကောင်းဆွေကောင်းရှိရမည်5မိကောင်းဆွေကောင်းရှိရမည်5မိကောင်းဆွေကောင်းရှိရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဆိုပါသည်စအဆုံးပြန်လည်ပြီးနှွေးပါမယ်ဗျာပါဒပေယံအကြောင်းတရား6မျိုးကိုဖြည့်ဆိုပါဗျာပါဒပေယံအကြောင်းတရား6မျိုးမှာမေတ္တာနမိတ်အာယုံယူရမည်မေတ္တာဘာဝနာပွားရမည်ကံတာလျင်ကိုယ်ပိုင်ရှိသည်ဟုစင်ကြင်စဉ်းစားရမည်မေတ္တာ၏သဘောဒေါသ၏ပြစ်တို့ကိုစင်ကြင်စဉ်းစားပေးရမည်မိကောင်းဆွေကောင်းရှိရမည်တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟု၍ဆိုပါသည်ဒီခုနံပါတ်7ဌိနာမိတ်တပေယံအကြောင်းတရား6မျိုးကိုဖြည့်ဆိုပါအဖြေဌိနာမိတ်တပေယံအကြောင်းတရား6မျိုးမှာ1ဗိုက်တေးအောင်အလွန်အကျွံမစားရ2ဣရိယာပုတ်ပြောင်းပေးရမည်3အလင်းရောင်ကိုနှလုံးသွင်းပေးရမည်4အစာအုပ်အပြင်ဘက်ထွက်နေရမည်5မိကောင်းဆွေကောင်းရှိရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဆိုပါသည်သုံးခေါက်စီပြန်လည်ရွတ်ပတ်ပါမယ်ဌိနာမိတ်တပေယံအကြောင်းတရား6မျိုးကိုဖြည့်ဆိုပါဌိနာမိတ်တပေယံအကြောင်းတရား6မျိုးမှာ1ဗိုက်တေးအောင်အလွန်ကျွံမစားရ1ဗိုက်တေးအောင်အလွန်ကျွံမစားရဌိနာမိတ်တပေယံအကြောင်းတရား6မျိုးမှာ1ဗိုက်တေးအောင်အလွန်ကျွံမစားရ2ဣရိယာပုတ်ပြောင်းပေးရမည်2ဣရိယာပုတ်ပြောင်းပေးရမည်2ဣရိယာပုတ်ပြောင်းပေးရမည်3အလင်းရောင်ကိုနှလုံးသွင်းပေးရမည်3အလင်းရောင်ကိုနှလုံးသွင်းပေးရမည်3အလင်းရောင်ကိုနှလုံးသွင်းပေးရမည်တစ်ကနေ3ထိပြန်ရွတ်ပါမယ်ဌိနာမိတ်တပေယံအကြောင်းတရား6မျိုးမှာ1ဗိုက်တင်းအောင်အလွန်ကျွံမစားရ2ဣရိယာပုတ်ပြောင်းပေးရမည်3အလင်းရောင်ကိုနှလုံးသွင်းပေးရမည်4အစာအုပ်အပြင်ဘက်ထွက်နေရမည်4အစာအုပ်အပြင်ဘက်ထွက်နေရမည်4အစာအုပ်အပြင်ဘက်ထွက်နေရမည်5မိကောင်းဆွေကောင်းရှိရမည်5မိကောင်းဆွေကောင်းရှိရမည်5မိကောင်းဆွေကောင်းရှိရမည်5တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဆိုပါသည်နံပါတ်7အစအဆုံးပြန်လည်နှွေးပါမယ်ဌိနာမိတ်တပေယံအကြောင်းတရား6မျိုးကိုဖြည့်ဆိုပါဌိနာမိတ်တပေယံအကြောင်းတရား6မျိုးမှာဗိုက်တင်းအောင်အလွန်ကျွံမစားရဣရိယာပုတ်ပြောင်းပေးရမည်အလေးရောင်ကိုနှလုံးသွင်းပေးရမည်အစာအုပ်အပြင်ဘက်ထွက်နေရမည်မိကောင်းဆွေကောင်းရှိရမည်တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဖြစ်ပါသည်ဒီခုနံပါတ်7ဩဒိစ္စကုတ်ကုတ်ဆပေယံအကြောင်းတရား6မျိုးကိုဖြည့်ဆိုပါအဖြေဩဒိစ္စကုတ်ကုတ်ဆပေယံအကြောင်းတရား6မျိုးမှာဘဟုတုတရှာရမည်သိကျင်တာများကိုရှာဖွေစူးစမ်းနေရမည်နံပါတ်1ဘဟုတုတရှာရမည်သိကျင်တာများကိုရှာဖွေစူးစမ်းနေရမည်ဘဟုတုတရှာရမည်သိကျင်တာများကိုရှာဖွေစူးစမ်းနေရမည်2မေခွန်းမေးပါမေးတတ်သောအလေးထားရှိရမည်နံပါတ်2မေခွန်းမေးပါမေးတတ်သောအလေးထားရှိရမည်နံပါတ်2မေခွန်းမေးပါမေးတတ်သောအလေးထားရှိရမည်နံပါတ်3ဆုံးမသည့်အချက်အလက်များစီမင်းစည်းကမ်းများကျွမ်းကျင်အောင်လုပ်ရမည်နံပါတ်3ဆုံးမသည့်အချက်အလက်များစီမင်းစည်းကမ်းများကျွမ်းကျင်အောင်လုပ်ရမည်နံပါတ်3ဆုံးမသည့်အချက်အလက်များစီမင်းစည်းကမ်းများကျွမ်းကျင်အောင်လုပ်ရမည်ဒီကနေ3ကိုပြန်ပေါင်းပါမယ်ဩဒိစ္စကုတ်ကုတ်ဆပေယံအကြောင်းတရား6မျိုးမှာဘဟုတုတရှာမည်သိကျင်တာများကိုရှာဖွေစူးစမ်းရမည်
မေကုမေပါမေတ္တတော်လေးထားရှိရမည်ဆုံးမသည့်အချက်လက်များစီမင်းစည်းကမ်းများကျွမ်းကျင်အောင်လုပ်ရမည်နံပါတ်4အသက်ကြီးသူလေးစားလောက်သည့်ပုဂ္ဂိုလ်များကိုစိတ်ကပ်ရမည်နံပါတ်4အသက်ကြီးသူလေးစားလောက်သည့်ပုဂ္ဂိုလ်များကိုစိတ်ကပ်ရမည်နံပါတ်4အသက်ကြီးသူလေးစားလောက်သည့်ပုဂ္ဂိုလ်များကိုစိတ်ကပ်ရမည်နံပါတ်5မိကောင်းဆွေကောင်းရှိရမည်နံပါတ်5မိကောင်းဆွေကောင်းရှိရမည်နံပါတ်5မိကောင်းဆွေကောင်းရှိရမည်နံပါတ်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဖြစ်ပါသည်နံပါတ်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်နံပါတ်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဖြစ်ပါသည်ဒီခုနံပါတ်7နဲ့အဖြေကိုပြန်လည်ပြီးတော့နေပါမယ်ဩဒိစ္စကုတ်ကုတ်စပင်ရဲ့အကြောင်းတရား6မျိုးကိုဖြေဆိုပါဩဒိစ္စကုတ်ကုတ်စပင်ရဲ့အကြောင်းတရား6မျိုးမှာဘဟုတုတရှာမည်သိကျင်နာများကိုရှာဖွေစူးစမ်းနေရမည်နံပါတ်2မေကိုမေးပါမေးတတ်သောအလေးထားရှိရမည်3ဆုံးမသည့်အချက်လက်များစီးမြင့်စည်းကမ်းများကျွမ်းကျင်အောင်လုပ်ရမည်4အသက်ကြီးသူလေးစားလောက်သည့်ပုဂ္ဂိုလ်များကိုစိတ်ကပ်ရမည်5မိကောင်းဆွေကောင်းရှိရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဖြစ်ပါသည်ဒီခုနံပါတ်73ဝီစီကိစ္စပင်ရဲ့အကြောင်းတရား6မျိုးကိုဖြေဆိုပါဝီစီကိစ္စပင်ရဲ့အကြောင်းတရား6မျိုးမှာဘဟုတုတစီးပူးရမည်ပရိပု္ပ္ပကထာမေးမြန်းတတ်ရမည်စီမင်းစည်းကမ်းနှင့်ပတ်သက်ပြီးကျွမ်းကျင်လိမ္မာမှုရှိရမည်ဆုံးဖြတ်တတ်မှုအလေးအကျင့်ရှိရမည်မိကောင်းဆွေကောင်းရှိရမည်တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဆိုပါသည်ဝီစီကိစ္စပင်ရဲ့အကြောင်းတရား6မျိုးကိုဖြေဆိုပါဝီစီကိစ္စပင်ရဲ့အကြောင်းတရား6မျိုးမှာဘဟုတုတစီးပူးရမည်1ဘဟုတုတစီးပူးရမည်1ဘဟုတုတစီးပူးရမည်2ပရိပု္ပ္ပကထာမေးမြန်းတတ်ရမည်2ပရိပု္ပ္ပကထာမေးမြန်းတတ်ရမည်နေပရိပု္ပ္ပကထာမေးမြန်းတတ်ရမည်3စီမင်းစည်းကမ်းနှင့်ပတ်သက်ပြီးကျွမ်းကျင်လိမ္မာမှုရှိရမည်3စီမင်းစည်းကမ်းနှင့်ပတ်သက်ပြီးကျွမ်းကျင်လိမ္မာမှုရှိရမည်3စီမင်းစည်းကမ်းနှင့်ပတ်သက်ပြီးကျွမ်းကျင်လိမ္မာမှုရှိရမည်4ဆုံးဖြတ်တတ်မှုအလေးချင်းရှိရမည်4ဆုံးဖြတ်တတ်မှုအလေးချင်းရှိရမည်4ဆုံးဖြတ်တတ်မှုအလေးချင်းရှိရမည်ဒီကနေပြီးတော့ပြန်ပေါင်းဆိုကြည့်ပါမယ်ဝီစီကိစ္စပင်ရဲ့အကြောင်းတရား6မျိုးမှာဘဟုတုတစီးပူးရမည်1ဘဟုတုတစီးပူးရမည်2ပရိပု္ပ္ပကထာမေးမြန်းတတ်ရမည်3စီမင်းစည်းကမ်းနှင့်ပတ်သက်ပြီးကျွမ်းကျင်လိမ္မာမှုရှိရမည်4ဆုံးဖြတ်တတ်မှုအလေးချင်းရှိရမည်5မိကောင်းဆွေကောင်းရှိရမည်5မိကောင်းဆွေကောင်းရှိရမည်5မိကောင်းဆွေကောင်းရှိရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဆိုပါသည်နံပါတ်73မိကုန်းနဲ့အဖြေကိုတစ်ခါပြန်နှွှေးပါမယ်ဝီစီကိစ္စပင်ရဲ့အကြောင်းတရား6မျိုးကိုဖြေဆိုပါဝီစီကိစ္စပင်ရဲ့အကြောင်းတရား6မျိုးမှာ1ဘဟုတုတစီးပူးရမည်2ပရိပု္ပ္ပကထာမေးမြန်းတတ်ရမည်3စီမင်းစည်းကမ်းနှင့်ပတ်သက်ပြီးကျွမ်းကျင်လိမ္မာမှုရှိရမည်4ဆုံးဖြတ်တတ်မှုလေးချင်းရှိရမည်5မိကောင်းဆွေကောင်းရှိရမည်6တင့်လျော်လျှောက်ပတ်သောတရားစကားကိုနာကြားရမည်ဟုဖြစ်ပါသည်နံပါတ်14နိဝရဏတရားတစ်ပါးစီသည်မြည်သည့်အချင်းအရာအခြေအနေနှင့်တူကြောင်းမှတ်သားရမည်ဥပမာများဖြင့်ဖြေဆိုပါနိဝရဏတရားတစ်ပါးစီသည်အောက်ပါအချင်းအရာအခြေအနေနှင့်တူကြောင်းမှတ်သားရပါမည်1ကာမိစနိဝရဏသည်ကျွေးနှင့်တူ၏2ဗျာပါဒနိဝရဏသည်ယောဂနှင့်တူ၏3ဌိနမိတ်တာနိဝရဏသည်ထောင်ကြီးနှင့်တူ၏4ဥဒိစ္စကုတ်ကုတ်စာနိဝရဏသည်ဘဝနှင့်တူ၏6ဝီစီကိစ္စနိဝရဏသည်ခန္ဓာယခရီးနှင့်တူ၏ဟုဆိုပါသည်3ကောက်စီရွတ်ဖတ်ပါမယ်ကျက်မှတ်ပါမယ်နိဝရဏတရားတစ်ပါးစီသည်မြည်သည့်အချင်းအရာအခြေအနေနှင့်တူကြောင်းမှတ်သားရမည့်ဥပမာများဖြင့်ဖြေဆိုပါအဖြစ်နိဝရဏတရားတစ်ပါးစီသည်အောက်ပါအချင်းအရာအခြေအနေနှင့်တူကြောင်းမှတ်သားရပါမည်နိဝရဏတရားတစ်ပါးစီသည်အောက်ပါအချင်းအရာအခြေအနေနှင့်တူကြောင်းမှတ်သားရပါမည်နိဝရဏတရားတစ်ပါးစီသည်အောက်ပါအချင်းအရာအခြေအနေနှင့်တူကြောင်းမှတ်သားရပါမည်1ကာမိဆန္ဒနိဝရဏသည်ကျွေးနှင့်တူ၏1ကာမိဆန္ဒနိဝရဏသည်ကျွေးနှင့်တူ၏1ကာမိဆန္ဒနိဝရဏသည်ကျွေးနှင့်တူ၏2ဗျာပါဒနိဝရဏသည်ယောဂနှင့်တူ၏2ဗျာပါဒနိဝရဏသည်ယောဂနှင့်တူ၏2ဗျာပါဒနိဝရဏသည်ယောဂနှင့်တူ၏3ဌိနမိတ်တာနိဝရဏသည်ထောင်ကြီးနှင့်တူ၏3ဌိနမိတ်တာနိဝရဏသည်ထောင်ကြီးနှင့်တူ၏
3ထိနာမိတ်တနိဝရဏသည်ထောင်ကြီးနှင့်တူ၏တစ်ကနေ3ပြန်စီပါမယ်နိဝရဏတရားတစ်ပါးစီသည်အောက်ပါချင်းရာအခြေအနေနှင့်တူကြောင်းမှတ်သားရပါသည်တေကာမိဆန္ဒနိဝရဏသည်အကျွေးနှင့်တူ၏နှင့်ဗျာပါဒနိဝရဏသည်ယောဂနှင့်တူ၏3ထိနာမိတ်တနိဝရဏသည်ထောင်ကြီးနှင့်တူ၏4ဥဒိစ္စကောကုဆနိဝရဏသည်ဘဝနှင့်ကျွန်ဘဝနှင့်တူ၏4ဥဒိစ္စကောကုဆနိဝရဏသည်ကျွန်ဘဝနှင့်တူ၏4ဥဒိစ္စကောကုဆနိဝရဏသည်ကျွန်ဘဝနှင့်တူ၏5ဝိဇိကိစ္စနိဝရဏသည်ခန္ဓာယခရီးခြင်းနှင့်တူ၏5ဝိဇိကိစ္စနိဝရဏသည်ခန္ဓာယခရီးခြင်းနှင့်တူ၏5ဝိဇိကိစ္စနိဝရဏသည်ခန္ဓာယခရီးခြင်းနှင့်တူ၏ဟုဆိုပါသည်မိကုနဲ့ဖြူကိုပြန်တွေးပါမယ်နိဝရဏတရားတစ်ပါးစီသည်မြည်သည့်အချင်းရာအခြေအနေနှင့်တူကြောင်းမှတ်သားရမည်ဥပမာများဖြင့်ဖြည့်ဆိုပါအဖြေနိဝရဏတရားတစ်ပါးစီသည်အောက်ပါအချင်းရာအခြေအနေများနှင့်တူကြောင်းမှတ်သားရပါသည်တိကာမိသန္နနိဝရဏသည်ကျွေးနှင့်တူ၏နှင့်ဗျာပါဒနိဝရဏသည်ယောဂနှင့်တူ၏3ထိနာမိတ်တနိဝရဏသည်ထောင်ကြီးနှင့်တူ၏4ဥဒိစ္စကောကုဆနိဝရဏသည်ကျွန်ဘဝနှင့်တူ၏5ဝိဇိကိစ္စနိဝရဏသည်ခန္ဓာယခရီးနှင့်တူ၏ဟုဆိုပါသည်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာဒီမှာထပ်ပြီးတော့ကြက်မှတ်တဲ့အခါတင်ပေးပါမယ်အားလုံးပဲအဆင်ပြေကြပါစေ